TikTok ကြည့်ရင်းနဲ့ဖုန်းပေတွေအကုန်မြန်လို့စိတ်ညစ်နေပြီလားအင်တာနက်ကုန်သက်တာအောင်လုပ်လို့ရတဲ့လျှို့ဝှက်ချက်လေးတစ်ခုကျွန်တော်မှရှိပါတယ် တကယ်တော့ TikTok ကဗီဒီယိုတွေက high quality တွေဖြစ်နေတာကိုအဲ့ဒါကြောင့်ကျွန်တော်တို့အချိန်အကြာကြီးထိုင်ကြည့်မိတဲ့အခါမှာ data တွေအများကြီးကုန်သွားတတ်တာပေါ့ Okay ဒါကိုဖြည့်ရှင်းဖို့အတွက်အရင်ဆုံးကိုယ့်ရဲ့ profile ထဲကိုသွားလိုက်ပါပြီးရင်အပေါ်တောင်းက menu မြင်းသုံးချောင်းလေးကိုနှိပ်ပါ settings and privacy ကိုဆက်ရွေးပေးပါဗျအောက်ကိုနည်းနည်းလေးထပ်ဆွဲလိုက်ရင်တော့ data saver ဆိုတာကိုတွေ့ပါလိမ့်မယ်အဲ့ဒီထက်ကခလုတ်လေးကိုအုံပေးလိုက်ရုံပါပဲဒီ setting ကိုဖွင့်ထားလိုက်မယ်ဆိုရင်တော့ဗီဒီယိုတွေရဲ့ quality ကိုအနည်းငယ် short ချပေးပြီး internet သုံးစွဲမှုကိုတိတိတသာကြီး short ချပေးမှာဖြစ်ပါတယ် Okay နောက်ထပ်အသုံးဝင်တဲ့နီးပညာနဲ့ TikTok tips တွေသိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်